မအနေနဲ့အခုဒီဗီဒီယိုကြည့်နေတဲ့အမျိုးသမီးကိုအမအနေနဲ့သူ့ရင်ထဲကိုဆွဲသွားစေမယ် money advice တစ်ခုပြောမယ်ဆိုရင်ဘာဖြစ်မလဲရှင်ခုနပြောသလိုစိတ်ကိုနိုင်ရင်ငွေနဲ့ဘဝကိုနိုင်ပါတယ်ငွေမရှာနိုင်ဘူးဆိုတဲ့အခါကျရင်လည်းငါငွေမရှာနိုင်တဲ့လူပါငွေမရှာနိုင်တဲ့အမျိုးသမီးပါဆိုပြီးတော့စိတ်တက်ကြတယ်ငွေရှာနိုင်တဲ့အခါကျတော့လေငါရှာနိုင်တဲ့ငွေကနည်းနည်းလေးပါဆိုလို့လည်းမရပါဘူးဆိုပြီးစိတ်တက်ကြတယ်အဲ့လိုပဲငွေကပိုရှန်လာပြီဆိုတဲ့အခါကျပြန်တော့လေစိတ်လိုလဲရလောဘနောက်ကိုလိုက်ဖြစ်ကြတယ်လောဘနောက်ကိုလိုက်ဖြစ်ပြီးတော့မြင်မြင်ရာကဘယ်လိုပြောမလဲလာဆွဲတယ်ပေါ့ဒီထဲမှာတော့ရင်းနှီးမြုပ်နှံထားလိုက်ပါလားဒါလေးတော့လုံးကြည့်လိုက်ပါလားဟိုဟာလေးတော့လုံးကြည့်လိုက်ပါလားကိုယ့်ရဲ့ပတ်ဝန်းကျင်မှာကိုယ်နဲ့ရင်းနှီးမှုသမျှမြင်မှုသမျှလူတွေအကုန်လုံးလိုက်လုပ်တဲ့ဟာတွေအကုန်လုံးစိတ်လိုလဲရလိုက်လုပ်ချင်တယ်အဲ့ဒီခါမှာရင်းနှီးမြုပ်နှံမှုမှားယွင်းတာတွေကိုယ့်ရဲ့ရှိပြီးသားငွေတွေဆုံးရှုံးတာတွေဒါတွေကိုအများကြီးတွေ့ရတယ်ငွေပိုရှန်နေလို့အကျွေးတွေပြန်တင်သွားတဲ့ပြဿနာတွေတော်တော်များတယ်အဲ့ဒီပြဿနာတွေဘယ်ဟာစလဲဆိုရင်ဒီအမျိုးသမီးတွေဒီလက်ထဲမှာငွေတွေပိုရှန်လာပြီဆိုရင်ဒီတိုင်းငွေအိတ်နေမှာဆိုလို့ငွေသေးနေမှာဆိုလို့ဆိုပြီးတော့သူတို့ကရင်းနှီးမြှုပ်နှံပါလေဆိုပြီးတော့ထားလုပ်ကြတာလုပ်ချင်တာတစ်ခုပဲသိပြီးတော့မှဒီရဲ့နောက်ဆက်တွဲမှာဘယ်လိုဖြစ်လာမှာလဲဒီအရာကိုတကယ်ရောငါသိပြီလားငါကျွမ်းကျင်ပြီလားငါပိုင်နိုင်တဲ့လမ်းကြောင်းဟုတ်လားမဟုတ်လားဒါကိုအရင်မစမ်းစစ်ဘူးပေါ့နော်မစမ်းစစ်ပဲနဲ့လုံးချင်တဲ့စိတ်တစ်ခုနဲ့ပဲစိတ်ကိုအရန်လိုလိုက်တာစိတ်ကိုအရန်လိုလိုက်တဲ့အခါမှာအဲ့ဒီအမားတွေဖြစ်တယ်ပေါ့အဲ့တော့အမျိုးသမီးတွေအနေနဲ့စိတ်ကိုအလိုမလိုက်ပါနဲ့စိတ်ကိုနိုင်ရင်ငွေနဲ့ဘဝကိုနိုင်ပါတယ်ဆိုတာလေးကိုပဲပြောချင်ပါတယ်